အားလုံးပဲမင်္ဂလာပါကျွန်တော် live ဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ယခု update မှာ bus ပြုလုပ်ပေးထားတဲ့ရောင်ကို guide ပြုလုပ်ပေးတော့မှာဖြစ်ပါတယ်ကဲဒါဆိုရင်ဗီဒီယိုလေးကိုအချိန်မဆွဲပဲစလိုက်ကြအောင်ရောင်ရဲ့ပတ်သက်ကတော့ရောင်ဟာ enemy ကို scale damage ပေးလိုက်တဲ့အချိန်တိုင်း HP 90ပြန်လည်ရရှိမှာဖြစ်တယ်scale တစ်ခါ3တိုင်း stat တစ်ခုစီရရှိမှာဖြစ်ပြီး stat 3ခုရှိနေတဲ့အနေထားမှာဆိုရင်တော့နောက်လာမယ့် scale ကိုအဟန့်ဖြစ်စေမှာဖြစ်တယ်skin 3ပြလိုက်တဲ့နောက်မှာလည်း basic အတက်မှာ damage ထပ်ပေါင်းပြတော့မှာဖြစ်တယ်။တောင်ရဲ့ skill 1ကတော့ရောင်ကပတ်လည်မှာရှိတဲ့ enemy တွေကို physical damage 380ပြည့်ခေါ်လိုက်မှာဖြစ်တယ်။ enhance skill မှာဆိုရင်လည်းသူညီရဲ့ damage ရရှိမှာဖြစ်ပြီး attack speed 40ရာခိုင်နှုန်းကိုခဏတာရရှိမှာဖြစ်တယ်။ရောင်ရဲ့ skill 2ကတော့ရောင်ကချိန်လက်တဲ့နေရာစီ dash line မှာဖြစ်ပြီး enemy တွေကို180 physical damage ထိက movement speed 25ရာခိုင်နှုန်းကို10 second ကနေ20 second အထိရှင်းချပေးမှာဖြစ်တယ်။ enhance scale 2မှာဆိုရင်လည်း enemy တွေကို 0.75 seconds စာလောက် album ပြစ်တင်မိလိုက်မှာဖြစ်တယ်။ရောင်ရဲ့ ultimate ကတော့ရောင်ကလွန်ခဲ့တဲ့20 second အကြာနေရာကိုပြန်ရောက်သွားမှာဖြစ်ပြီး enemy တွေကို250 magical damage ထိစေမှာဖြစ်တယ်။ enhance ultimate မှာဆိုရင်လည်းသူညီရဲ့ damage ထိစေမှာဖြစ်ပြီး movement speed 25ရာခိုင်နှုန်းကို20 second ကြာ slow စေမှာဖြစ်ပါတယ်။ ultimate ရဲ့ passive ကတော့20 second အတွင်းမှာသူရရှိထားတဲ့ damage ရဲ့ 40% ကိုဖယ်ရှားပေးတော့မှာဖြစ်ပါတယ်။ရောင်က Assassin Hero တကောင်လည်းဖြစ်တာမို့ stand တွေကို view side ရှောင်ရှားရပါမယ်။ Team fight တွေမှာရန်သူရဲ့ skill တွေကောင်းအောင်စောင့်ပြီးမှဝင်နေပါတယ်။ enhance combo တွေကိုအလိုလေးရောက်လုံးနိုင်အောင်လေ့ကျင့်ထားတင်ပါတယ်။ကျွန်တော် channel မှာလည်း combo တွေနဲ့ပတ်သက်ပြီးဗီဒီယိုတစ်ပုဒ်တင်ပေးထားပါတယ်။ရောင်ရဲ့ counter hero တွေကတော့ရောင်နဲ့ live ဖက်တဲ့ item pick ကိုတစ်ခါရေးပြပေးလိုက်ပါတယ်။ရောင်ရဲ့ guide လေးကတော့ဒီလောက်ပဲဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်နောက်တစ်ပုဒ်မှာပြန်တွေ့ကြပါပေါ့အားလုံးပဲကောင်းသောနေ့လေးပိုင်ဆိုင်ကြပါစေ